ပုံနာသေးလဲသွားရောပိတ်တာဖြစ်ပြီးအဲ့ဒီလေကြီးထွန်းနေရကသဗ္ဗဘုရားသာသနာတစ်လျှောက်လုံးထွန်းဟာတော့ဟာတရားကောင်းလိုက်တာနှစ်သာရပြေဝလိုက်တာဒီလောက်ကောင်းတဲ့တရားကိုသူ့တငယ်ချင်းနားစေခြင်းလားသူ့တငယ်ချင်းတော်တဲ့ကြံခဲ့အဲ့ဒါနဲ့တရားဝဲနှစ်ညမနေ့ဖြန်ညကြံသေးတယ်ဆိုတော့တငယ်ချင်းကသွားတော်တဲ့သွားခေါ်တကယ်ချင်းတဲ့တရားပွဲဖြစ်နေတယ်ကွာတဲ့ကတ္တပဘုရားရဲ့တရားကောင်းလိုက်တာတဲ့တရားနာလိုက်ခဲ့ပါဆိုပြီးသွားခေါ်တော့တောတဲ့နေတဲ့တကယ်ချင်းကကျေးဇူးမတင်တဲ့ပြင်အဲ့ဒီကတ္တပဘုရားတရားသွားနာတော့ကတ္တပဘုရားဒီလေသူထုံပေးမှာလားပါဇက်နော်အဲ့ဒီဘုရားကသူကိုယ်တိုင်လဲထုံပေးရင်ငါအဲ့ဘုရားတရားလိုက်နာမယ်ဟောဝစီဗေဒထိတိုင်းရှာတယ်သိကြောက်စရာကောင်းတာနော်မုံစေခြင်းလဲလက်နဲ့သိချစ်စေခြင်းလည်းပဲဒီပါဇက်ကလေးလက်နဲ့သိရှိတာဟုတ်လားဖယားကောင်တရားကိုရွတ်ဆိုမယ်ဆိုတော့ဒီပါဇက်ကလေးနဲ့တော်ကောင်းနေကောင်းတဲ့ဘုံဘဝမှာမရောက်နိုင်ဘူးလားဟာသူများကိုဆဲဆိုကြိမ်မောင်ပေးတဲ့ဖယားယဟန်တွေပြတ်မစော်ကားမယ်ဆိုဒီပါဇက်ကနေလည်းအပေတခမပို့နိုင်ဘူးလားပါဇက်ကလေးတစ်ခုတည်းနဲ့အထက်လည်းသွားနိုင်တယ်အောက်လည်းသွားနိုင်တယ်ဟုတ်ပြီနော်ငါအဲ့ဒီကတ္တပဘုရားသွားနိုင်ရင်ကတ္တပဘုရားငါလည်းသူထုံပေးမှလားမင်းပြောစမ်းဆိုတော့ဘုကမပြောနိုင်အဲ့ဒါနဲ့ဘာဖြစ်တော့မေးလိုက်တော့ပြေးတယ်အဲ့ဒီပုံနာသေးလဲသွားရောပိတ်တာဖြစ်ပြီးအဲ့ဒီလေကြီးထွန်းနေရကတ္တပဘုရားသာသနာတစ်လျှောက်လုံးထွန်းဟာကတ္တပဘုရားသာသနာကွယ်လဲထွန်းဟာဂေါရမဘုရားပွင့်လာတော့လည်းပဲဒီလေကြီးသူထွန်းရတော့မယ်တန်ဃာတော်တွေတည်င်းကျွတ်တော့ဘုရားဖူးဆိုပြီးသာဝတိကိုလာကြသာဝတိလာကြတဲ့တန်ဃာတော်တွေမျက်စိလဲလမ်းမပြီးအဲ့ဒီတောထဲရောက်သွားတော့မျက်စိလဲနေတဲ့ယဟန်တွေကအဲ့ဒီလဲထုံးနေတဲ့ပုတ်ပိတ်တာကိုတကယ်လူထင်လို့သွားမေးတခါကြီးတဲ့သာဝတိကိုဒီလမ်းကသွားရတာလားတဲ့ကျွတ်တို့မျက်စိလဲတာ2ရက်ကြာပြီတဲ့ဗိုက်တွေလဲစားနေပြီလမ်းညွန်ပေးပါဦးတခါကြီးရဲ့လို့သွားပြောအမလေးရှင်ဘုရားတို့မျက်စိလဲတာ2ရက်ရှိသေးတပည့်တော်မျက်စိလဲတာဘုရားနှစ်ဆူကြာပြီတဲ့ဒီလိုပြောဟာတခါကြီးရဲ့ဘလို့မျက်စိလဲတာလဲမိလိုက်တော့မှပါဇက်နဲ့ပြုတ်တဲ့အကုသိုလ်ပေါ်ရှင်ဘုရားရဲ့တဲ့ပြုတ်ရတာလွယ်သလောက်အကျိုးပေးကြာလိုက်တာဆိုအဲ့ဒီမှာပြောသွားတာဟုတ်ပြီလားဒါကြောင့်သူတော်ကောင်းတို့တွေအကုသိုလ်ကပါဇက်နဲ့ပြုတ်လို့ရောမလွယ်ဘူးလားအဲ့ဒီဘုရားတရားတော်နာတော့အဲ့ဒီဘုရားဒီလေသူထုံပေးမှလားလို့ပြောလိုက်တာကခဏလေးပဲအကျိုးပေးတော့ခဏလေးဟုတ်ရဲ့လားကြာကြီးအဲ့ဒါကြောင့်ဘုရားတိုင်းကအကုသိုလ်ဘာလို့ခိုင်းလဲရှောင်ခိုင်းနောက်တကခန္ဓာကိုယ်နဲ့ပြုလို့ရောအကုသိုလ်မလွယ်ဘူးလားလွယ်တာပေါ့ကဲတော်ကောင်းနေကနေ့မာသိညာအတက်နေ့နှစ်ဟောက်နှစ်နှောင်းကိုနှုတ်ဆက်တဲ့အနေနဲ့သီလဆောင်ထိန်ကြတယ်နှစ်သိကိုကြိုဆိုတဲ့အနေနဲ့သီလဆောင်ထိန်ကြတယ်ဒုလဘယဟန်တော်တွေလည်းပဲဒီတိုင်းနှစ်ဟောင်းကအညစ်အကြေးတွေကုသိုလ်ရင်နဲ့ဆေးမယ်ဆိုပြီးတော့ကျောင်းရိပ်ကံရိပ်မှာခိုးလုံပြီးတော့သင်္ကန်းဝတ်ကလေးတွေနဲ့229သွဲသောသိက္ခာပုဒ်တွေကိုထိန်းကြတယ်အိမ်မှာနေရင်တော်ကောင်းတွေဘယ်နှပါးသီလ5ပါးသီလအခုကျောင်းရောက်လာလို့လူတွေမှာဘယ်နှပါးဖြစ်သွားတော့10ပါးရဟန်းတော်တွေမှာက229သွဲဖြစ်သွားဟုတ်လားတွက်ကြည့်ပေါ့အိမ်မှာနေ5ပါးဒီမှာ229သွဲသိညာတွေ9ရက်လောက်ဝေးလိုက်မယ်ဆို229သွဲကိုငါဘယ်နည်းထိန်းလိုက်ရပြီတီလာပေါင်းဘယ်လောက်ရသွားပြီလဲကိုယ့်ကိုယ်တွေးပြီးကျင့်တတ်အောင်ကြိုးစားဟုတ်ပြီလား3ရက်ဝတ်တယ်ဆိုရင်ငါ229သွဲကို3ရက်ထိန်းရင်ဟာငါဘယ်လောက်ရသွားပြီလဲတွေးပြီးတော့ကျင့်တတ်အောင်ကြိုးစားလူဘဝဆိုရင်ငါ9ပါးပဲရှိတာ9ပါးတော့တည်တည်ချာချာတွက်ရင်လုံသလားမေ့ရင်တည်တည်ချာချာစစ်ရင်မလုံတာများဟုတ်တယ်မလားဘလောက်ပဲသီလစောင့်တာများသောအားဖြင့်သူတော်ကောင်းတို့တွေကိုကိုယ်မှာကြိုက်နေတဲ့ခြင်လေးတော့ဘာလို့ပလိုက်အခြင်သေးဝသီလကျိုးပါပြီဆိုငိုတဲ့ပုဂ္ဂိုလ်ရှိသီလကျိုးလို့ငိုတဲ့လူရှိခြင်လွတ်သွားရင်တော့ဒေါသဖြစ်တယ်နော်ဟုတ်တယ်မလားဒါလူရဲ့သဘောပြောတာပါနေပူပူနဲ့ကိုယ့်ပြက်ကလေးပေါ့တန်ရလေးပေါ့ခဏကလေးလဲနေတော့အိပ်ပျော်မဲ့လို့အောက်ကစစ်စစ်နဲ့ထိုးတာဘာလို့ကြည့်တော့ကြဘိုးဖြစ်
ကျဘိုးကလူလက်ထားလိုက်ရောကြောက်လို့ကြမ်းကြတဲ့ပြန်တိုးကြောက်လို့တိုးသွားတဲ့ကျဘိုးကိုတပြက်စီးရိုးနဲ့ပြန်ထိုးထုတ်ထွက်လာတိုင်းပြိဿကြီးကျဘိုးလေးမြန်ဘာလို့ပလိုက်တာများမေတ္တာထိုင်ဖို့တလူလွန်နေတယ်နော်ဟာသွေးလေးကိုဝါလို့လှလို့ကျဘိုးလေးကျမ်းမာပါစေချမ်းသာပါစေလွန်ရှာဘာလို့ပြလိုက်တာများတတ်တာတော့ရိုးရိုးမပုတ်ချေပြီးဘာလို့လိုက်သေးနာမသိတဲ့ကိုနန်းညင်သေးတာဟုတ်တယ်မို့လားကိုတတ်လိုက်ရတာကိုဘာဖြစ်သွားလို့ယေနံ့နေတာဟုတ်ပြီနော်လူတွေရဲ့သဘောအဲ့တော့ပြောချင်တာကအကုသို့ပြုရတာခန္ဓာကိုယ်နဲ့ပြုရင်လည်းဘာဖြစ်တော့လွယ်တယ်ဒါပေမဲ့အကျိုးပေးကဘာဖြစ်တော့ကြားတယ်သူတော်ကောင်းတယ်အကျိုးပေးရင်ကြားတယ်လူတယောက်စိတ်လေးတကောင်တတ်မလို့ဝဲလာတယ်တတ်မလို့ဝဲလာတော့အဲ့ခေတ်ကစိတ်တွေတိုးတွေတရိစ္ဆာန်တွေကလူစကားပြောတဲ့ခေတ်လူစကားနားလည်တဲ့ခေတ်လူကလည်းတရိစ္ဆာန်စကားနားလည်တဲ့ခေတ်ဆိုတော့ဆွဲသွားတဲ့စိတ်ကလေးကလန့်ခုလိုက်ရောက်တော့ငိုလိုက်ရီလိုက်ငိုလိုက်ရီလိုက်ဒီလိုလုပ်တာအဲ့မှာလူကမေးတယ်ဟဲ့ကောင်ဘာဖြစ်လို့ငိုဘာလို့ရီနာတော့ဝမ်းနဲ့လို့ငိုတယ်ဝမ်းသာလို့ရီတယ်ပေါ့ဘာဖြစ်လို့မင်းဝမ်းသာသလဲကျုပ်လေးတဲ့ဟိုဘဝကသူမြတ်တဲ့တတ်ခဲ့တာသူမြတ်တဲ့တခါတတ်ပြီးကျုပ်ခံရတာဘဝပေါင်း400ဘဝပေါင်း900ခံရ499ချိန်ကျုပ်ပြီးပါပြီတဲ့ခဏခမကျုပ်တတ်တဲ့နေ့ကျုပ်900ပြည့်မဲ့နေ့အဲကြောင့်ပျော်လိုက်တာခမတတ်ပြီးကျုပ်900ပြည့်အဲကြောင့်ကျုပ်ရီတာအဲကြောင့်ကျုပ်ပျော်တာဒါဆိုမင်းဘာဖြစ်လို့ငိုတော့ဩခဏခမကကျုပ်တတ်ပြီးခမလည်းပဲကျုပ်လို့နောက်ထပ်900ခံရတော့မှာပါလားခမည်းအတွက်ကျုပ်တွေးတနာလုံးလို့ငိုတာတဲ့ဒီလိုပြောစေဗျာဟုတ်လားအဲ့တော့လူကပြောဟဲ့ကောင်မင်းငါဒါလေးနဲ့လာမချိတ်ချောင်းနဲ့ငါမကြောက်သေရမှာငါမကြောက်ဘူးတဲ့ခင်ဗျာအဲ့လိုမပြောနဲ့